မူတာတော့ကျုပ်လက်ခံပါလေဟုတ်ပါပြီဇက်စင်ရှေ့မှာတော့မိုးရန်တွေ့နေတာတော့မကောင်းပါဘူးမမကြော်ကြီးဆက်ဆက်သူပဲတည်တယ်ကျုပ်ကသိတယ်ဟုတ်လားကျုပ်မသိတာဘာမှမရှိဘူးဘယ်တော့မှချောင်းတည်တာမသိဘူးဘေးအောင်စုနှစ်စဉ်ပါအမြဲကျင်းပါရဲ့ပွဲတွေလို့မခံတော့မမောင်ကျော်တို့မနှွေးနိုင်ရင်ဖြစ်စီရလုံးလေးမထင်နိုင်စီရလုံးလေးမထင်နိုင်မမကြော်ရောရအဲ့ဒီအခန်းပွဲကြီးကိုကျင်းပတဲ့ခါမှာအဲ့ဒီကမမောင်ကျော်မပိုင်ဘယ်နည်းနဲ့မှပွဲမစီဘူးဗျနာနာပါရောင်ရမှန်သလားမှန်ပါဘယ်မှလဲအဲ့တော့ဘိုက်ကချွတ်မောင်မောင်ကျော်မပိုင်ဒီဘုကဘယ်ရွာမလို့ဒါပေါ့မောင်မောင်ကျော်ဘာဆိုင်ကိုမောင်မောင်ကျော်မာတော့ဗောမောင်ကျော်မပိုင်အိမ်သာပြည့်စရာအကြောင်းမရှိဒါပေါ့ဟာဒီလိုကဘောတော့ဆုံးတော့အိမ်သာပြည့်စုံနေတာပေါ့ဒေဝင်းလို့ဖြစ်ဒီမဲ့ရောကြီးလို့ဟိုဒီပွဲတော်ကြီးမှာတခန်းတော်မောင်မောင်ကျော်တို့မပိုင်ရင်ခမရတို့ကျုပ်တို့မပိုင်ဘယ်ပွဲစီလိမ့်မလဲဒီနေ့မှပွဲမစီဘူးဗျာမှန်ပါဗျာဒါနဲ့ဒီပွဲတော်ကြီးကိုလာတော့ဆက်ဆူဘာရီမြောက်သိကြမြင်ကြတယ်လေဗျာဆက်သိတာပေါ့ဗျာဟာများတော့ဆိုင်အိမ်သာဒေဝင်းလို့ခြိုက်တယ်လို့ကိုအိမ်သာတော့တယ်တယောက်တစ်ထောင်တဲ့ကျွန်တော်မျိုးတို့ဆက်ဆက်စုစုမြင်တာတော့အဲ့ပင်လေတညာကြီးကဇေဦးမပေါက်တာပါပဲဆက်ဆက်ဆူဆူဆိုတာမတိဖက်နဲ့မပြောနဲ့ပြောတယ်ပခန်းကျောင်းတော်ကြီးဒီနှစ်မှာအမိုးမရှိတော့အရင်ကဘော့ပါလို့လားရောင်ထူးထူးဆန်းဆန်းဘာလဲသိလားဘာလဲဒီပွဲကိုလာတဲ့ပြိဿမင်းတွေအကုန်လုံးကမိုးတားသက်သွားပြီလို့တာရောအိမ်မှာတယောက်ချင်းစီမိုးတားနေကြတယ်ဘော့တွေ့ရမူတာတော့ကျုပ်လက်ခံပါလေဟုတ်ပါပြီဇက်စင်ရှေ့မှာတော့မိုးရန်တွေ့နေတာတော့မကောင်းပါဘူးမမကြော်ကြီးဆက်ဆက်သူပဲတည်တယ်ကျုပ်ကသိတယ်ဟုတ်လားကျုပ်မသိတာဘာမှမရှိဘူးဘယ်တော့မှချောင်းတည်တာမသိဘူးကိုစူပါဤနောက်မင်းမယူရတယ်ကျုပ်သိတယ်မင်းရောက်ခဲပါဗျာဟုတ်တယ်ဘူးအဲ့ဒါကြောင့်အိမ်တော်ဝင်ခိုင်းနေတာတွေ့လားဒီမဲ့ကျုပ်ပြောပြပြောတာပြောပါဗျာဟိုဒီပွဲတော်ကြီးမှာအပြူတတိုက်ကိုပေါ်ရှိုးလုပ်နေတဲ့ဖော်ရီကဂျီပုံးယုံကြီးတွေလည်းပါတယ်ဗျာယောက်ျားဘယ်လိုကြည့်ဖို့ရောက်လာလဲဆောင်းတော့လေဆိုရဲပြောတယ်ဒီဘုံဆိုတော့လူပြိုသုံးလေးတွေလည်းပါတယ်လို့ပြောတာမဟုတ်လေဥပဒေပြောနေတဲ့ဒီဘုံကြီးရဲ့အထွေးတော့တာဥပဒေဒီဘုံမှာဘူးသူနားမှာကြည့်လိုက်သာသမီတွေအများကြီးပဲတွေ့လားဒါရီမကသေးဘူးအများကြီးဗျာတောင်းမယ်စားမယ်ပျော်မယ်ပါမယ်မူးမယ်ရမ်းကောင်းမယ်ဆိုတဲ့ဟောဒီလူပြိုသုံးကြီးတွေကလည်းပါသေးဒီကောင်တွေအမြဲဘူးနေနေတောက်တော့ကိုတို့အိမ်ကြီးမှမရှိနေငါတို့ဘူးမသိတာပါနေငါတို့ဆိုတယ်လို့